ပေါ်မှာတကယ်ကျေးဇူးတင်ပါတယ်လို့ဒီမှာနေဆရာမဆုံးဖြတ်ထားတဲ့အဘဆိုအဘလို့အမြင်ရတယ်ပေါ့နော်ဒါတကယ်ချင်းမြတ်အကြောင်းလေးစထားတဲ့ဒီလိုပုံနဲ့ပုံချင်းမှာပါဆိုပါလေ